လူပါလာမောနဲ့နင့်ချိုးတွေပြောင်းနေတယ်နော်ဒီလိုစကားလုံးလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲမျိုးရနဲ့တူတူလေ့လာကြည့်ကြမယ်လူပါလာမောနဲ့ဆိုတာကို English လို Don't sex me Don't sex me လူပါလာမောနဲ့နင့်ချိုးတွေပြောင်းနေရနော်လို့ပြောချင်လို့ရှိရင် You're acting strange You're acting strange နင့်ချိုးတွေပြောင်းနေရနော်စကားလမ်းကြောင်းလာမလွှဲနဲ့လို့ပြောချင်ရင် Don't change the subject Don't change the subject စကားလမ်းကြောင်းလာမလွှဲနဲ့ Now အရင်စိတ်တို့မလွှဲပါနဲ့အဲ့လိုမျိုးပြောချင်လို့ရှိရင် Don't be grumpy Don't be grumpy ဒီနေရာမှာပြောချင်တာက grumpy ဆိုတဲ့စကားလုံးလေးက adjective ဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့စိတ်တို့လွှဲတာပေါ့နော်အလွယ်တကူစိတ်တို့လွှဲတတ်တော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူ့ကိုနောက်တစ်မျိုး cranky နောက် grouchy ဆိုတဲ့စကားလုံးနဲ့လည်းပြောင်းပြီးတော့သုံးလို့ရပါတယ်အဲဆိုတော့ဒီ grouchy cranky grumpy ဒီစကားလုံးသုံးလုံးလုံးက adjective တွေဖြစ်ပြီးတော့အဓိပ္ပာယ်ကတော့တူတူပဲပေါ့နော်အလွယ်တကူစိတ်တို့လွယ်တတ်တာဆိုတော့ထိတ်ကနေရှိစိတ်တို့သွားတတ်တဲ့လူမျိုးဆိုရင်ပေါ့နော်ဒီစကားလုံးလေးတွေကိုသုံးပြီးတော့ပြောလို့ရပါတယ် for example နူရအမဆိုရင်ပေါ့နော်အရန်ဟိုမှာစိတ်တို့လွယ်တတ်တယ်အရန်ခဏလေးနဲ့အနော်ကြီးဖြစ်တတ်တယ်ခဏလေးနဲ့ဒီထိတ်ကနေရှိစိတ်တို့လွယ်တတ်တယ်ပေါ့ကွယ်အဲ့လိုမျိုးဆိုရင် she's such a grumpy person or she's such a cranky person ဒါမှမဟုတ်လေ she's such a grouchy person အဲ့လိုမျိုးလေးတွေပြောလို့ရပါတယ်အခုလို video လေးကိုကြိုက်နေတဲ့ဆိုရင် follow and like လုပ်ဖို့မမေ့နဲ့နော် That's all for today guys see you in my next video